အားလုံးမင်္ဂလာပါတော့ဒီဝန်ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီဗီဒီယိုမှာတော့ Photoshop သုံးမယ်ဆိုလို့ရှိရင်တည်ထားတဲ့ resolution 3မျိုးကြောင်းပြောပြမယ်ပေါ့နော်အဲ့တော့ဒီ resolution 3မျိုးက Photoshop ထဲမှာဘာ design ပဲဆွဲတည်ထားရမယ့် resolution 3ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ design တစ်ခုစပြီးဆွဲတော့မယ်ဆိုလို့ရှိရင် Photoshop မှာကျွန်တော် file အသစ်တစ်ခုတောင်းလိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ design size ပေါ့ကျွန်တော်တစ်ခါလေးမှာ A4 တွေ legal တွေတွားရတာမျိုးရှိတယ်တစ်ခါလေးကျတော့လဲကျွန်တော် V9 တွေဆိုလို့ရှိရင် P တွေနဲ့တွက်ရတာမျိုးတွေရှိတယ်အဲ့ခါကျရင်ကျွန်တော်က resolution ကအမျိုးမျိုးတွားဖို့လိုတယ်ပေါ့နော် resolution လေးတွေကိုတည်ထားဖို့လိုတယ်ပေါ့အဲ့တော့ကျွန်တော်ကဒီမှာအလွယ်မှတ်မယ်ဆိုရင်ထားပါတော့နော်ကျွန်တော်ပုံမှန်ပေါ့ကျွန်တော် A4 legal ပေါ့နော် A4 legal site ကိုပဲကျွန်တော်တို့က A4 site A4 site က legal site က A3 site ပေါ့နော်ဒီ site တွေဆိုလို့ရှိရင်ကျွန်တော်များသောအားဖြင့် resolution 300ထားပေးရတယ် size သေးတယ်ဆိုလို့ရှိရင်လေ size သေးတယ်ဆို resolution 300ထားလို့ရတယ်ပုံမှန်အဖြစ်ကျွန်တော်တို့ဒီ A4 တွေ legal တွေပြီးသွားရင် B5 တို့ A5 တို့ဒီလို site အသေးလေးတွေပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့A3 site တွေဒါမျိုးတွေထုတ်မှဆို resolution 300သုံးလို့ရတယ်ပေါ့နော်အဲ့တော့ V9 တွေကြာရင်တော့ကျွန်တော်က P တွေနဲ့တွက်ရတာဆိုတော့ P တွေတအားကြီးတဲ့အခါမှာ resolution 300ထားလို့မရတော့အဲ့ကြရင်ဆက်က4သွားတတ်တယ်အဲ့တော့ကိုကဘလောက်ပဲဆက်ကြီးအမြင့်ကြီးပဲသုံးထားပါစေပေါ့နော်ကျွန်တော်တို့ V9 တွေဆွဲတဲ့အခါမှာ10 B 15 B ဒီလိုမျိုး V9 အကြီးတွေဆွဲတဲ့အခါကျရင် resolution 300သွားထားလိုက်ရင်ကိုယ့်ရဲ့ဆက်က performance ဘလောက်ကောင်းဆက်ကဟမ်းပြီးတော့ထွက်သွားတာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့ဒါကြောင့် V9 တွေကျွန်တော်တို့ design ဆွဲတဲ့အခါကျရင် Photoshop ထဲမှာ resolution ကိုကျွန်တော်300လောက်မထားနဲ့ပေါ့နော်ကျွန်တော်တို့ပုံမှန် P 4 B 5 B တို့3 B 2 B တို့ဒီလိုမျိုး size အသေးလေးတွေဆိုရင်တချို့ကြတော့resolution 100ထားတယ်တချို့ကြလည်း150ထားတယ်ပေါ့နော်ဒီလို P အသေးလေးတွေကြတော့100 150လောက်သွားလို့ရတယ်P တအားကြီးသွားမယ်ဆိုရင်ပေါ့ဥပမာ10 B 15 B လိုဟာမျိုးတွေ P 20လောက်ဟာမျိုးတွေဒါမျိုးတွေဆိုရင်တော့ကျွန်တော် P ကတအားကြီးသွားပြီဖြစ်တဲ့အတွက်ဒီ100 150ထားရင်တော့မှကိုယ်ဆက်က performance နဲ့နှိမ့်တဲ့ဆက်မျိုးဆိုရင်ကျွန်တော်တို့ဆက်ဟန်းသွားတတ်တယ်ပေါ့နော်ဆက်ဟန်းသွားတတ်ရဖြစ်တဲ့အတွက်တချို့တွေကြတော့ P တအားကြီးသွားခဲ့မယ်ဆိုရင်9 set နဲ့ကျွန်တော်တို့ဒါ design ဆွဲရတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တချို့ V9 ဆိုင်တွေမှာဆိုဆက်ကဟိုပါပေါ့ Windows 7နဲ့သုံးနေတဲ့ဒီ set တွေလည်းတွေ့ဘူးတယ်ပေါ့နော်သူတို့တွေဆိုဘယ်လိုလုပ်မလဲကျွန်တော်ဆက်က performance မှာမမြင်တာလေမမြင်တော့P တအားကြီးတဲ့ဒီဟာတွေထုတ်မယ်ဆိုလို့ချင်း resolution အမြင့်သွားထားလိုက်ရင်အဆင်မပြေနိုင်အောင်လေတခါတည်းမှာဆက်က performance ကြီးအရင်မြင့်ဖို့လိုလားဆိုတော့မြင့်တဲ့အခါမြင့်ဖို့လိုတဲ့ခါလေးလိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီ resolution ကိုတေချာလေးထိန်းချုပ်တတ်မယ်ဆိုလို့ချင်းเนาะဆက်အစုံနဲ့လည်းကျွန်တော် V9 P အကြီးတွေလည်းဆွဲလို့ရတယ်ပေါ့နော်ဒါလေးကိုတည်ထားစေချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ Photoshop မှာအဲ့တော့အသုံးများတဲ့ resolution က80နဲ့100 150ပြီးသွားရင်300ပါ300တော့ A4 size လေးက size A3 size ပြီးရင် B5 တွေ A5 တွေဒီလို size တွေဆိုလို့ရှိရင်တော့300ထားပေးပါ size သေးရင် resolution များလို့ရတယ်B9 လို့ page ကြီးရင်တော့ကျွန်တော်က resolution ကို short ပေးရတာဖြစ်တယ်ပေါ့နော်အဲ့ဒါမှ Photoshop လည်းပေါ့သုံးတဲ့အခါမှာပေါ့ပါဖြစ်မယ်ဆက်လဲဟမ်းပြီးတော့ထွက်မသွားတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် Photoshop ကိုအခြေခံအနေစပြီးတော့လုပ်ငန်းသုံးမိတ်တူဆိုင်သုံး V9 ဆိုင်သုံးဓာတ်ပုံဆိုင်သုံးဒီလိုမျိုးအပိုင်းတွေလေ့လာခြင်းနဲ့ဆိုတော့ကျွန်တော်တို့ရှိမှာ Photoshop for Business ဆိုတဲ့ online course ရှိပါတယ်ဒီ course ကတော့ဆိုင်သုံးဖြစ်တဲ့အတွက်သင်တန်း course တစ်ခုလုံးလေ့လာပြီးသွားပြီဆိုရင်ဆိုင်တန်းဖွင့်လို့ရအောင်ကျွန်တော်တို့အထောက်အကူဖြစ်တယ်ပေါ့နော်ဒီသင်တန်းထဲမှာကျွန်တော်တို့လိပ်စာကတ်တွေကွန်ပျူတာတွေပြီးနိုင်ဖိတ်စာတွေနောက်ရှင်ဗျူရဟန်းကန်နော်ပြီးရင်ကျွန်တော်တို့မင်္ဂလာဆောင်ဖိတ်စာတွေဒါတွေအကုန်လုံးပါတယ်ပြီးရင်ဓာတ်ပုံပြင်တဲ့အပိုင်းတွေလည်းအများကြီးပဲပါဝင်ပါတယ်ပေါ့နော်ဆိုတော့အဲ့သင်တန်းလေးတွေစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ဒီ page messenger မှာလာပြီးတော့မေးလို့ရပါတယ်ခင်ဗျ